အားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ပြမယ့်အစီအစဉ်ကနေကြိုဆိုပါရစေကဲကျွန်တော်တို့နေ့စဉ်နေထိုင်နေတဲ့ကဘာမြေကနေစတင်ပြီးစက်ကြဝဠာရဲ့အဝေးဆုံးနေရာတွေအထိအတူတူခီးထွက်ကြည့်ကြရအောင်ဗျာမျက်စိနဲ့မမြင်ရပေမဲ့စက်ကြဝဠာရဲ့တစ်ခုလုံးကိုလွှမ်းမိုးထားတဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးခုံနေကြတဲ့အခြေခံအင်အားစုကြီးနှစ်ခုကြောင့်ကိုဒီနေ့ကျွန်တော်တို့အသေးစိတ်စူးစမ်းကြည့်ကြပါမယ်ဒီကနေ့လေးလာမဲ့လမ်းပြမီပုံလေးကိုအရင်ကြည့်လိုက်ရအောင်အပိုင်း၅ပိုင်းပါဝင်ပါတယ်၁ဆွေးညင်အားနဲ့တန်လိုက်စကွင်းတွေရဲ့အခြေခံများ၂ကဘာမြေရဲ့အကာအကွယ်နဲ့စွမ်းရည်၃အာကာသထက်ကလိုင်းတွေရဲ့စွမ်းဆောင်ရည်၄လိုင်းတွေအပြန်လန်ပြောင်းလဲခြင်းနဲ့၅နည်းပညာနဲ့အာကာသကိုလေ့လာခြင်းဆိုပြီးအစဉ်စဉ်သွားကြပါမယ်။ကဲစလိုက်ကြစို့အပိုင်း၁ဆွဲငယ်အားနှင့်တန်လိုက်စကွင်းများ၏အခြေခံများကဘာဆွဲငယ်အားလို့ပြောလိုက်တာနဲ့ပထမဆုံးသေးမိမိမှာကနျူတန်ရဲ့အယူအဆပဲဖြစ်ပါလိမ့်မယ်။သူကတော့အရာဝတ္ထုတိုင်းဟာတစ်ခုနဲ့တစ်ခုချက်ချင်းဆွဲငင်နေတဲ့အားတစ်ခုရှိတယ်လို့မြင်ခဲ့တာကိုဒါပေမဲ့အိုင်းစတိုင်းရဲ့အထွေထွေနိုင်ရောက် theory ကတော့တကယ်ကိုခေါင်းစားစရာစိတ်ဝင်စားစရာပါ။ဆွဲငင်အားဆိုတာတာမန်ဆွဲအားတစ်ခုမဟုတ်ဘဲကဘာမြေလိုအရာမဒရက်ထုကြီးတွေကြောင့်သူ့ပေါ်ဝင်းကျင်ကအာကာသဟင်းလင်းပြင်ကြီးပြောရရင် space time ကြီးကိုယ်တိုင်ကတွင့်လင်ကွင်းညွန့်သွားတာလို့ရှင်းပြခဲ့ပါတယ်။တကယ်ကိုယူပါပိတဲ့လောကကိုပြောင်းလဲပေးခဲ့တဲ့အမြင်တိတ်တစ်ခုပါပဲဆွေးရင်အားကြောင့်တည်ပြီးတဲ့နောက်ထပ်အခြေခံအင်အားစုတစ်ခုဖြစ်တဲ့တန်လိုက်ဆက်ကွင်းဘက်ကိုလှည့်ကြည့်ရအောင်တန်လိုက်ဆက်ကွင်းဆိုတာဘာလဲဆိုတော့ရွေ့လျာနေတဲ့လက်စီးကြောင်းနေရက်တဆောင်အမွန်လေးတွေကြောင့်ဖြစ်ပေါ်လာတဲ့တကဲ့ကိုအသက်ဝင်တက်ကြွနေတဲ့အင်အားစုတစ်ခုပါသူကစက်ကြဝဠာရဲ့အခြေခံတက်ရောက်မှုကြီး၄ခုထဲကတစ်ခုအပါဝင်ဖြစ်ပြီးတော့တင်းတယ်လို့နဲ့အက်တမ်လေးတွေကနေစလို့အရာမကြီးကြီးတဲ့အထိအရာအလုံးနဲ့အပြန်လန်တက်ရောက်မှုရှိနေတာပါအပိုင်း၂ကဘာမြေ၏အကာအကွယ်နဲ့ဆိုင်အခုကျွန်တော်တို့ခြေချနေတဲ့ကဘာမြေကြီးစီကိုပဲအာယုံပြန်လဲကြည့်ကြရအောင်ဗျာ။မေစီနဲ့မမြင်ရတဲ့ဒီအင်အားစုတွေကအာကာသထက်မှတင်ရှိနေတာမဟုတ်ပါဘူး။ကျွန်တော်တို့ကဘာမြေရဲ့အတွင်းပိုင်းကရေပြိုနေတဲ့တတုတွေကြောင့်ဖြစ်ပေါ်လာတဲ့တန်လိုက်ဆက်ကွင်းကြီးဟာနေကနေမှုထုတ်လိုက်တဲ့အန်တဲ့ရှီပလက်စမာနီလီပြင်းလီကိုကောက်ကွယ်ပေးနေတဲ့အေယာမအတိုင်းလွှာကြီးတစ်ခုဖြစ်ပါတယ်။တကယ်ကိုအမက်ခံပါပဲ။ဒါအပြင်ဒီဆက်ကွင်းကိုတုံပြီးလမ်းပြစနစ်တွေရက်စစ်မော်တာတွေကိုပါအသုံးပြုနေကြတာပါ။ထို့နည်းတူပါပဲ။ကဘာဆွဲငယ်အားကြောင့်ရေတွေဟာမြင့်ရာကနေနင်းရာကိုစီစဉ်နိုင်ပြီးအဲ့ဒီကနေရေအားလက်စစ်လို့စွမ်းရည်တွေကိုကျွန်တော်တို့ချုပ်ယူအသုံးပြုနေကြတာပါဒီအများစုတွေကကျွန်တော်တို့ရှင်းတယ်မှုအတွက်မရှိမဖြစ်ကိုအရေးပါတာပါအပိုင်း၃အာကာသအတွင်းလှိုင်းများ၏စွမ်းဆောင်ရည်ကဘာမြေပြင်ကနေအာကာသဟင်းလင်းမြင့်ကြီးတွေကိုဖြန့်ထွက်ကြည့်ကြရအောင်ဒီအလွန်ကွဲပြားတဲ့လှိုင်းနှမျိုးကိုရှင်းကြည့်မယ်ဆိုရင် dress ဆွဲ online တွေကတကယ်ကိုတက်ဆေးတကောင်လိုပါပဲဗျသူတို့ကကြားခံနေမှာရှိတဲ့ဖုံမုံတွေ dress ဝတ္ထုတွေရဲ့ဟန်တာမှုကိုလုံးဝမခံရပဲစက်ကြောလာထဲမှာအတားအဆီမဲ့ဖြတ်ထန်းသွားပြီးစွမ်းဟင်တဲ့အဟုန်တွေကိုတည်ဆောင်သွားနိုင်ပါတယ်ဒါပေမဲ့ရှစ်စစ်တန်လိုက်လှိုင်းနေကြတော့အဲ့ဒီလိုမဟုတ်ဘူးဗျသူတို့က drag wood တွေနဲ့အလွယ်တကူတက်ပြူတယ်ရောင်ပြန်ဟန့်တယ်ပိတ်ဆို့စုပ်ယူခံရပါတယ်ဒီကွာချက်ကတိတ်ကိုအရေးကြီးပါတယ်ဘာကြောင့်ဒီလောက်အေးကြီးရတာလဲဆိုတော့ရဆွဲအားလိုင်းတွေကဘယ်အရာကိုမဆိုးအသားအဆီးမဖြတ်သန်းနိုင်တဲ့အတွက်ကြောင့်အလင်းတောင်မဖြတ်သန်းနိုင်ခဲ့တဲ့အစိုးပိုင်းကာလကရိုးဝချက်လက်တီကိုကျွန်တော်တို့စီတဲဆောင်လာပေးနိုင်လို့ပါပဲပိုပြီးမယုံနိုင်စရာကောင်းတာကသူတို့တဲဆောင်လာပဲအီယာမစွမ်းအင်ပမာဏပါပဲဥပမာပြောရရင်2015ခုနှစ်ကပထမဆုံးချိန်ထောက်လန်းရရှိခဲ့တဲ့ရဆွဲအားလိုင်းဆိုရင်နေရဲ့ဂျက်ထု30နဲ့ညီးများတဲ့အလွန်ကြီးမားတဲ့စွမ်းရည်ကြီးကိုထုတ်လွှတ်ထဲတာပါစဉ်းစားလာကြည့်ပါတော့ဗျာဘယ်လောက်တောင်ကြီးမားတဲ့အင်အားစုကြီးလဲဆိုတာကိုကဲဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကိန်းဂဏန်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့10 cm ပါ magnetus လို့ခေါ်တဲ့တန်လိုက်အားအလွန်ပြင်းထန်တဲ့ neutron gel တွေပေါ်မှာတန်လိုက်ဆက်ကွင်းကြောင့်ဖြစ်ပေါ်လာတဲ့တန်လိုက်တောင်ကုန်းလေးတွေရှိပါတယ်ဒီချာနောက်ထောင်နော်အဲ့ဒီတောင်ကုန်းလေးတွေရဲ့အမြင့်က10 cm လောက်ပဲရှိတာပါဒါပေမဲ့အဲ့ဒီလောက်လေးကပဲအလွန်သိပ်တဲ့ကျဲကြီးကိုပုံတထန်းသွင်းလင်းသွားစေပြီးဂျက်ဆွဲအားလိုင်းတွေကိုစင်ဆက်မပြတ်ထုတ်လွှတ်ပေးဖို့တော့လုံလောက်တဲ့အင်အားရှိနေတာပဲဖြစ်ပါတယ်တင်ငယ်ပေမဲ့စွမ်းအားကတော့တကယ်ကိုအံ့မခန့်ပါပဲအပိုင်းလေးလှိုင်းများအပြစ်လလန်ပြောင်းလဲခြင်းအခုဆိုရင်ကျွန်တော်တို့ရှင်းလင်းတင်ပြချက်ရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီအဓိကအရေးကြီးဆုံးအချက်ကတော့လုံးဝကွဲပြားခြားနားတဲ့ဒီ line နှစ်ခုဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အသွင်ပြောင်းလဲနိုင်တယ်ဆိုတဲ့အချက်ပါပဲ Gersenstein အကျိုးသက်ရောက်မှု Gersenstein effect လို့ခေါ်တဲ့ဒီဖြစ်စဉ်ကိုနားလည်ဖို့လိုပါတယ်အားကောင်းတဲ့တန်လိုက်ဆက်ကွင်းကြီးတစ်ခုဟာအန်ဩစရာကောင်းတဲ့ဓာတ်ကူပစ္စည်းတစ်ခုအဖြစ်အလုပ်လုပ်ပေးပါတယ်အဲ့ဒီဆက်ကွင်းတွေကိုဖြတ်သွားတဲ့အခါအလင်းလိုင်းတွေကနေ dress ဆွဲအားလိုင်းအဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ dress ဆွဲအားလိုင်းကနေလည်းအလင်းလိုင်းအဖြစ်အသွင်ပြောင်းသွားနိုင်ပါတယ်တကယ်ကိုစကြိုလာရဲ့မျက်လှည့်ပြကွက်တစ်ခုလိုပါပဲဗျာကဲဒီဆွေရလှိုင်းကနေအလင်းလိုင်းဖြစ်ဘလို့ပြောင်းလဲသွားတယ်လဲဆိုတာအစင်းစင်ကြည့်ရအောင်ပထမဆုံး
ဂျစ်ဆွဲရလှိုင်းတစ်ခုဟာအားကောင်းတဲ့တန်လိုက်စက်ကွင်ထဲကိုဝင်ရောက်လာပါတယ်အဲ့ဒီအခါမှာလှိုင်းကြောင့်အာကာသဟင်းလင်းမီကြီးတွန်းလှန်သွားပြီးတန်လိုက်စက်ကွင်ကိုပါလိုက်ပြီးဆွဲဆန်လိုက်ဖီးတလိုက်ဖြစ်စေပါတယ်နောက်ဆုံးမှာတော့အဲ့ဒီတွန်းခါမှုတွေကြောင့်ဖိုတွန်လို့ခေါ်တဲ့အလင်းလိုင်းကြီးထွက်ပေါ်လာပါတယ်စကလုံးအတိုင်းတိတိကျကျပြောရရင်ဆွဲငယ်အားကနေအလင်းအဖြစ်ကိုအန်တော့ဖွဲ့ပြောင်းလဲသွားတာပါ ဒါပေမဲ့လက်တွေမှာတော့အဲ့ဒီလောက်အမြဲတမ်းချုံးမွေ့မနေပါဘူးကင်တချက်လေးတွေရှိပါတယ်ဒီလို line တစ်ခုကနေတစ်ခုကိုလှပေါက်စွာအတွင်ဖြောင်းတဲ့ဖြစ်စဉ်ဟာပြီးပြည့်စုံတဲ့လေယာဉ်နယ်ထဲမှာမှအကောင်းဆုံးအလုပ်လုပ်တာပါအာကာသထဲမှာကဖုံမုံတွေ gas တွေလို့ကြွယ်ဝထုတွေရှိနေလို့အဲ့အိမ်နဲ့တွေ့တဲ့အခါရောင်ရိုင်မှုတွေဖြစ်ပေါ်ပြီးဒီအတွင်ပြောင်းခြင်းစွမ်းဆောင်ရည်ကတိတိတသားကိုရော့ကျသွားတတ်ပါတယ်ဒါကြောင့်အမြဲတမ်းတော့လဲလဲကူကူဖြစ်နိုင်ဘူးပေါ့ဗျာ အပိုင်းကဖြင့်ဤပညာဖြင့်အာကာသကိုလေ့လာခြင်း ဒီလိုမျက်စိနဲ့မမြင်ရတဲ့တိမ်မွေးတဲ့အင်အားစုတွေကိုလူသားတွေကဘယ်လိုအမခဏီပညာတွေသုံးပြီးထောက်လှမ်းနေကြသလဲဆိုတာကြည့်ရအောင်။လိုက်ကိုလိုစံသက်ခံကြီးတယ်ဆိုတာတကယ်ကိုအင်ဂျင်နီယာပညာရဲ့အထူးအထိပ်ပါပဲ။သူတို့ကလေးစားရောင်ကြီးကို4ကီလိုမီတာရှိတဲ့ပိုက်လိုင်းကြီးနှစ်ခုထဲကိုခွဲပြီးပို့လို့ပါတယ်။ဒရက်ဆွဲရလိုင်းဖြတ်သွားတဲ့အခိုက်အတန့်လေးမှာပိုက်လိုင်းတစ်ခုကနည်းနည်းလေးရှည်ထွက်သွားပြီးနောက်တစ်ခုကတိုးသွားပါတယ်။စဉ်းစားတတ်ကြည့်ပါဗျာ။အဲ့ဒီအတောင်တလောင်ရဲ့နျူကလ িয়ার ထက်တောင်တင်းခဲ့တဲ့အပြောင်းလဲလေးကိုအလင်းလိုင်းပုံစံပြောင်းသွားတာကနေတရှင်းတိပံပညာရှင်တွေကထောက်လှမ်းသိရှိနိုင်တာပါဒီနည်းနဲ့ပဲ2019ခုနှစ်ကနျူထရွန်ရဲ့နှလုံးပေါင်းဆက်တာကိုသမိုင်းဝင်ဖန်ယူနိုင်ခဲ့လာဖြစ်ပါတယ်ကဲဒီအချက်တွေကိုအခြေခံသည့်နီးပညာဒီဘယ်လိုဆက်လက်တည်ဆောက်သွားမလဲဆိုတာကြည့်လိုက်ရအောင်လက်ရှိမှာလိုက်ကိုလိုစနစ်တွေကတိုက်ရိုက်တိုင်းတာနေတယ်လို့ချိန်နှုန်းအလွန်နဲ့လဲလိုင်းတွေအတွက် radio telescope တွေသုံးတဲ့ pulsar timing arrays တွေကိုလည်းအသုံးပြုနေပါတယ်အနာဂတ်အတွက်ကတော့ ALPSI နဲ့ IAXO လို့စီမံကိန်းတွေကတည်စဉ်ခုနကကျွန်တော်တို့ပြောခဲ့တဲ့တန်လိုက်စက်ကွင်းထဲမှာ dress ဆွဲအားလိုင်းကနေအလင်းဖီးပြောင်းလဲသွားတဲ့အချက်ကိုအသုံးပြုပြီးလိုင်းနှုံးမြင့် dress ဆွဲအားလိုင်းတွေကိုတွယ်ဝိုက်သောနည်းနဲ့ထောက်လှမ်းဖို့ပြင်ဆင်နေကြပါပြီဒီနီးလာမှုတွေကနေကျွန်တော်တို့သိလိုက်ရတာကစက်ကြော်ဝလာကြီးဟာလျှို့ဝှက်ချက်တင်တဲ့ပြင်းတဲ့နေ့တုန်းပဲဆိုတာပါပဲစဉ်းစားကြည့်ပါဗျာအခုကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာပဲကမ္ဘာမြေကြီးကိုတိတ်တဆိတ်ချက်တန်းသွားနေတဲ့ကျွန်တော်တို့နီးပညာတွေအစင်မီလာမဲ့အချိန်ကိုစောင့်ဆိုင်နေတယ်မျက်မြင်မြင်ရတဲ့အခြားသောစက်ကြော်ဝလာအင်အားစုတွေဘလောက်တောင်များပြားစွာရှိနေအောင်မလဲအကားသားနဲ့ပတ်သက်တဲ့ရှောက်ဖွေလီလာမှုတွေကတော့တကယ်ကိုအဆုံးမရှိပါဘူးဗျာဒီနေ့ရှင်းလင်းတင်ပြချက်ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စက်ကြော်ဝလာရဲ့အမခါလျှို့ဝှက်ချက်တွေကိုဆက်လက်စူးစောင်းဖို့အမြဲတမ်းအစဉ်သင့်ရှိနေကြပါစေ